အခုချိန်တိကျွန်တော်တို့ရင်ထဲမှာအမြင့်တွင်နေတာကြောက်စိတ်တစ်ခုပါပဲဒါကိုနားလည်ပေးတော့ဘာလို့ကြိုပြီးမြစ်တာရက်ခံရှင်ပါတယ်ကျွန်တော်တို့တကယ်တော့တိုင်းသားတွေဟာအင်မတန်ယူသားပါတယ်ဘယ်လောက်ယူသားလဲဆိုရင်ကျွန်တော်တို့ဒီတိုင်းသားကိုယ်တိုင်လောက်တဲ့ထမင်းဟင်းတွေတော့မှကျွန်တော်တို့မကောင်းတဲ့ဟာပဲစားပြီးလူကြီးတွေအစိုးရတွေကိုကျွန်တော်တို့ထမင်းကောင်းလေးနဲ့ရောင်းချပေးနေရတာအဲ့အချင်းကိုဖျက်ရလိမ့်မယ်မကျွေးနဲ့ဒီလေးချင်းကိုဖျက်ရလိမ့်မယ်မကျွေးနဲ့ကျမတို့မှပြောလို့ရှိရင်လူကြီးတွေသွားလို့ရှိရင်ဟင်းတွေအများကြီးကျွေးတာလုံးဝမကြိုက်ဘူးအဲ့ဒါညွှန်ကြားချက်ထုတ်ဖို့စဉ်းစားနေတယ်လူကြီးတွေလာလို့ရှိရင်အသားဟင်းတစ်ခွဲအသီးဟင်းတစ်ခွဲအရေးတော့တော်ပြီနောက်ပြီးတော့ငပိတုတ်ကြပေါ့အဲ့ဒါလည်းပို့ပြီးတော့ကျွေးတဲ့အဖွဲ့တွေကို find တတ်ရမယ်လို့ထင်တယ်တော့ကျွန်တော်တို့ထမင်းဟင်းအကောင်းတဲ့ဟာကိုဝယ်စားရတဲ့သူမကောင်းတဲ့ထမင်းဟင်းကိုလည်းဝယ်စားပေးပါလို့မြစ်တာရက်ခံရှင်ပါတယ်ဟုတ်ဒီလိုလူကြီးတွေကမကောင်းတဲ့ဟာပဲစားရမှာတကယ်တော့ဒီလူငယ်တွေကိုရင်ဥစားပေးရမှာပေါ့ဟုတ်လူငယ်စားအသက်အဖြစ်ပြောတာမဟုတ်ပါဘူး။ဒါနဲ့ကိုယ့်ရဲ့ဘဝမှာကိုယ်နဲ့စားလို့ရှိရင်ပို့ပြီးတော့သိငယ်တဲ့သူတွေကိုဥစားပေးရမှာပေါ့ပြည်တွင်းစစ်ကြောင်းလဲကျွန်တော်တို့လူငယ်တွေတိုင်းရင်းသားဒေတာခံတိုင်းရင်းသားတွေပြီးတော့တောင်ပေါ်ဒေတာသားတွေအကြောက်စိတ်နဲ့ကျွန်တော်တို့မျိုးပဲကြံခဲ့တာလမ်းဘေးပေါ်မှာအများကြီးကြုံနေရပါတယ်ဒါတွေကိုကျွန်တော်တို့တိုင်းရင်းသားလူငယ်တွေနဲ့တကွာတိုင်းရင်းသားရဲ့အခမ်းကဏ္ဍနဲ့ပတ်သက်ပြီးကျွန်တော်တို့ကိုဆွဲဆောင်ပြီးခေါ်ပြီးတော့မှာပြီးတော့ကျွန်တော်တို့ရဲ့ပြည်တွင်းစစ်အနေနဲ့ကျွန်တော်ဒီပြောင်းလဲရှင်တန်ပြီးဆိုတာကိုဒီအဖွဲ့အစည်းတွေဒီတက်တဲ့ကတပ်ဖွဲ့တွေလည်းကျွန်တော်ရဲ့ပြောင်းလဲရှင်မတန်သေးဘူးလားလို့ကျွန်တော်ကိုစားတိုင်းသားကိုစားမေးရှင်ပါတယ်သဘောတူပါတယ်လူစားအလေးကျင့်ပေါ့နော်လက်နဲ့ကိုတိတ်ပြီးတော့ကြာအားကိုးတဲ့လူတွေကလက်နဲ့ကိုဆွန့်လွှတ်ရမှာတော့နည်းနည်းခက်ခဲမှုရှိတယ်လို့ကျွန်တော်ဒီလိုပဲထင်တယ်ဘာလို့ဒီဟာလုံနေကြဖြစ်သွားတာပေါ့အလေးအကျင့်တစ်ခုလိုဖြစ်သွားပြီးတော့လက်နဲ့ဟာအင်အားလို့ထင်သွားကြတယ်အဲ့တော့လက်နဲ့ကိုတစ်ခါမှမကင်ခဲ့ဘဲနဲ့လုံကန်ရတဲ့လူတွေကတော့လက်နဲ့ဟာအင်အားဆိုတာကိုမယုံကြည်ဘူးစိတ်ဓာတ်ဟာအင်အားလို့ပဲယုံကြည်တယ်ဒီစိတ်ဓာတ်မှန်ကန်မှကိုလုပ်တဲ့အလုပ်တွေကလည်းမှန်ကန်နိုင်မယ်လို့ယုံကြည်တယ်အခုလက်ပြောသွားတဲ့အထက်မှာဆိုလို့ရှိရင်ပညာကောင်းမသင်ခဲ့အောင်ဆိုပြီးနဝမတန်းထီအောင်တယ်ဆိုတော့ဟိုပြင်းလွှိုင်းတဲ့ကနေဒီလောက်ထိသင်နိုင်တယ်ဆိုတာဒါအင်တာမတော်ပါတယ်အဲ့တော့ကိုလည်းသိပြီးတော့အထင်မသေးပါနဲ့နောက်ပြီးတော့ပညာဘ ഹു တုတ္တဆိုတာအချိန်မီဆက်ပြီးတော့ရှာလို့ရပါတယ်နောက်တစ်ခုကတော့အဲ့လိုလူကြီးတွေကိုကြောက်နေရတယ်ဆိုစိတ်ပေါ့နော်ဒီအကြောက်တရားဟာတော့ဟိုအဂရိတရား၄ပါးထဲမှာလည်းဘယာဆိုတာပါပါတယ်အကြောက်တရားတချို့တွေကအဂရိလိုက်စားတယ်ဆိုတာဟာလက်ပေးလက်ယူလုပ်တယ်လို့ပဲထင်နေတယ်အဲ့ဒါကျွန်မခဏသတိပေးရတယ်အဂရိတရားဆိုတာ၄ပါးရှိတယ်ပေါ့၄ပါးဟိုတစ်ခုကစန္ဒပေါ့စန္ဒဆိုကိုယ်စန္ဒအရာလုပ်တာပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နီးရလူတွေကိုပြီးတော့ပံ့ပိုးတာပုံမျက်နှာသာပေးတာစသဖြင့်ပေါ့ကိုယ်စန္ဒအရာကိုလိုက်ပြီးလုပ်တာဆိုတာဒါလည်းအဂရိတရားပဲမမှတ်မကန်တာပေါ့နော်နောက်ပြီးတော့ဒေါသဆိုတာတော့ဒေါသရဲ့အခြေမြစ်ကမကြိုက်တာပေါ့ကိုမကြိုက်တဲ့လူတွေမချစ်တဲ့လူတွေကိုနှိမ်တာသူတို့တွေကိုမတရားလုပ်တာဒါလည်းအဂရိတရားပဲနောက်ဘယာဆိုတော့ကြောက်ချင်းတရားဟာလည်းအဂရိပဲအဂရိဆိုတာမမှန်ကန်တာကိုလုပ်တာပေါ့နော်ကြောက်လို့မမှန်တာတွေလုပ်တာတွေကအများကြီးရှိတယ်ဟိုတူပြောရမယ်ဆိုစန္ဒဒေါသဘယာမောဟတော့မသိလို့ပေါ့နော်မသိလို့ဟိုမဟုတ်တာလုပ်မိတာပေါ့ဒါပေမဲ့ဒီထက်မှဒီကြောက်စိတ်ဆိုတာပဲခဏဆွေးနွေးရအောင်ဆိုတာပြသတဲ့ထက်မှဆိုအများကြီးကြောက်နေရတယ်ဆိုတာကြောက်စိတ်ဆိုတာလူကိုမဟုတ်တာတွေအများကြီးလုပ်စီတယ်ကြောက်လို့ပေါ့နော်ခိုင်းတိုင်းလုပ်နေမဟုတ်မှန်းသိပေမဲ့ဒါပေမဲ့မလုပ်လို့ရှိလို့ရှိရင်ဒီအထက်လူကြီးကနေပြီးတော့ညဉ့်ညင်မှဆိုလို့ဓာတ်ပေးမှဆိုလို့ဒုက္ခပေးမှဆိုလို့စသဖြင့်မလုပ်တင်တာကိုလုပ်တယ်နောက်ပြီးတော့လုပ်တင်တာကိုလည်းမလုပ်ဘူးလုပ်တင်တာမလုပ်ဘူးဆိုတော့ဒီကြောင်းကြောင့်ပဲကြောက်လို့ပေါ့နော်ဒါကြောင့်မလို့ကြောက်ချင်းတရားဆိုတာလေလမ်းမပေါ်ကိုပို့တတ်တယ်ကြောက်ပြီးတော့လိုရမယ့်ကိစ္စကိုလိုရမှရမယ်ဆိုသိရနဲ့မလုပ်ဖက်နေတာတွေလည်းဒါတွေလည်းရှိတာပေါ့အဲ့တော့ဒီကြောက်ချင်းတရားတွေပပျောက်ဖို့ဆိုတာဟာပြည်သူတွေကိုဟိုစားလုတ်ပိုင်ခွင့်တွေပေးရတယ်ဆိုတာလေအဲ့ဒါပဲဒါပေမဲ့ဒီလုတ်ပိုင်ခွင့်တွေကိုပြည်သူတွေကလည်းသုံးမှရမယ်အခုဆိုလို့ရှိရင်ကျမတို့အစိုးရအနေနဲ့
ဒီနိုင်ငံမှာအဂတိလိုက်ဆောင်မှုတွေရှိရင်မတရားလုပ်တာတွေရှိရင်အစိုးရအဖွဲ့တွေကပဲဖြစ်ဖြစ်ဒီအုပ်ချုပ်ရေးရန်ကြားတွေကပုဂ္ဂိုလ်တွေဘယ်လိုပဲဖြစ်ဖြစ်မတရားတဲ့ကိစ္စတွေလုပ်လို့ရှိရင်ပြည်သူတို့တိုင်ပိုင်ခွင့်ပေးထားတယ်ဒါပေမဲ့ကိုယ့်ဘာကိုတိုင်းမှရမှာမတရားဖြစ်လုပ်တာကိုကြည်နေပြီးကြောက်လို့မတိုင်ဘူးဆိုလို့ရှိရင်လေကိုလည်းဒီထဲမှာပါရောက်တာပေါ့ဒီထဲမှာဒီမဟုတ်တာလုပ်တာကိုအားပေးရရောက်တာပေါ့ကိုတိုင်ရဲရမယ်တိုင်ခွင့်ပေးထားတယ်ဒါပေမဲ့တိုင်ခွင့်ပေးထားပြီးတော့တိုင်ပါဆိုပြီးတော့ဘယ်လိုလုပ်ဒီတန်း90ကျော်ပြည်သူတွေအားလုံးကိုတယောက်ချင်းတစ်ယောက်ချင်းလိုက်ပြောမလဲကိုယ့်ဘာကိုအသိစိတ်နဲ့ကိုတိုင်သိတိုင်ရမယ့်ကိစ္စတွေကိုမတရားတဲ့ကိစ္စတွေမမှန်တဲ့ကိစ္စတွေတိုင်ရမယ်အဲ့တော့အခုဒီမှာဒီအခါနဲ့မှာဆိုရင်အစိုးရအဖွဲ့ဝင်တွေလည်းရှိတယ်အုပ်ချုပ်ရေးပိုင်းဆိုင်ရာပုံကိုယ်တွေလည်းရှိတယ်အဲ့တော့အဲ့ဒီကသူတွေဟာမမှန်မကန်တာလုပ်တယ်ဆိုရင်ပြည်သူတွေကတိုင်ကြပါကို့မှာတိုင်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့ဒီအခွင့်အရေးကိုသုံးရမယ်မသုံးလို့ရှင်အလကားပဲတယောက်နဲ့တယောက်ကြားထဲမှာပေါ့စီနဲ့ပြောနေပြီးတော့ဟာဒီဝင်ကြီးအမြင်မဟုတ်ဘူးလောက်ခါကင်ပါတွေကမတရားဘူးပါဘူးဆိုရင်အဲ့လိုပြောနေလို့ကျမတို့မသိလို့ရှင်ဘာမှလုပ်လို့မရဘူးသိမှစီမီစီကအရာဥပဒေအရာအရေးယူလို့ရမှာဒါကြောင့်မလို့ကို့မှာအဲ့လောက်တော့တာဝန်ကျေမှုရှိရမယ်ကြောက်ပြီးတော့မလုပ်ရဲပါဘူးမတိုင်ရဲရဘူးဆိုသက်သက်လုံးထိုင်ပြီးကြောက်နေရမှာအဲ့တော့ကြောက်မနေနဲ့ပြောချက်ရှိတာကိုပြောရမယ်လုပ်ချက်ရှိတာလုပ်ရမယ်အဲ့လိုပြောခြင်းအပြင်လူများကိုစော်ကားတာကိုပြောတာမဟုတ်တချို့တွေကလူများကိုစော်ကားတာလူများကိုရိုင်းဆိုင်ပြောတာကိုတတ်တိရှိတယ်လို့ထင်တယ်ဒါတတ်တိရှိတာမဟုတ်ရိုင်းတာပဲစော်ကားတာတက်ပဲအောက်တန်းကြတာပဲဒါဘာမှတတ်တိရှိတာလည်းမဟုတ်ဘူးဒါကောင်းတဲ့ကိစ္စလည်းမဟုတ်ဘူးဒါပေမဲ့ပြောလိုက်တာကိုပြောရဲတဲ့တတ်တိရှိရမယ်နောက်ပြီးတော့လည်းရင်ကျေးလည်းပြောတတ်ရမယ်တချို့တွေကရိုင်းဆိုင်ပြောတာကိုဟုတ်လာပြီလို့ထင်တယ်လုံးဝတာဟုတ်တာမဟုတ်ဘူးရိုင်းဆိုင်ပြောရဲဆိုကိုယ်တိတ်ခါလည်းကြားတယ်ကိုယ့်ရဲ့လူမှုအတိုင်းဝိုင်းတိတ်ခါလည်းကြားတယ်ကိုယ့်ရဲ့နိုင်ငံတိတ်ခါလည်းကြားတယ်အဲ့တော့တိုင်ကြရှိတာကိုတိုင်မှာဘယ်လူကြီးကိုမှမကြောက်နေပါနဲ့ဝင်းကြီးချုပ်ကိုကြောက်ရလားအခုလုံးဝမကြောက်နဲ့နော်ဝင်းကြီးတွေကိုလည်းမကြောက်နဲ့ဝင်းကြီးတွေကကြောက်ရမှာဘာဖြစ်လို့မတော်မတရားလုပ်ခြင်းဝင်းကြီးတွေကအလုပ်ပြုတ်မှာတောင်းသူလူမတွေကအလုပ်ပြုတ်မှာမဟုတ်ဘူးဒီတော့ကိုလေယာကိုလုတ်ပြီးကိုစားတာကိုလူများကိုခိုးတာဝှက်တာမဟုတ်တာမလုပ်လို့ရှိရင်ကိုဘာမှလုပ်လို့မရဘူးထင်နည်း၎င်းမဲ့ဝင်းကြီးတွေရောဒီဝင်းချုပ်ကအစပေါ့နော်ဟိုဒီအစိုးရအဖွဲ့ဝင်တွေရောနောက်ဒီအုပ်ချုပ်ရေးဘက်မှာဆိုင်ရှိတဲ့အရာရှိတွေရောလုံခြုံရေးအရာရှိတွေရောမှန်ကန်သူတို့အလုပ်သူတို့လုပ်သွားရင်သူတို့လည်းဘလို့မှကြောက်စရာမလိုဘူးဒါပေမဲ့သူတို့အလုပ်ကိုမှန်ကန်မလုပ်ဘူးဆိုရင်ပြည်သူကနေပဲတိုင်ပိုင်ခွင့်ရှိတယ်တိုင်နေဆိုတာဘာဖြစ်လို့လဲဆိုတော့ပြည်သူကိုယ်တိုင်ကအရေးမယူနိုင်လို့အလကားဟိုအားရတိုင်တာပြောတာမဟုတ်ဘူးအရေးယူတဲ့သူကိုအရေးယူနိုင်ဖို့ဆိုပြည်သူကဝိုင်းပြီးတော့ကူရမယ်ဒါမှမဟုတ်ပြည်သူတွေကနေပြီးတော့ကိုတန်ဖိုးထားရမယ်ကိုတန်ဖိုးထားတယ်ဆိုတော့မန်တက်ပြီးတော့ငါဘာလို့ရတယ်ဆိုတော့ပြောတာမဟုတ်ပါဘူးကိုမှလည်းလုတ်ပိုင်ခွင့်ရှိတယ်ကိုမှလည်းအရေးချင်းရှိတယ်ဒီအရေးချင်းကိုသုံးရမယ်မကန်လုံနေမှသိရသားနဲ့မြင်ရသားနဲ့ကြောက်ပြီးတော့ဘာမှမလုပ်ဘူးဆိုရင်ဒါကိုမှလည်းအပြစ်ရှိတာပဲအတိုင်းမခံရတဲ့သူမှသာအပြစ်ရှိတာမဟုတ်မဟုတ်တာလုပ်တဲ့သူမှသာအပြစ်ရှိတာမဟုတ်မြင်ရနဲ့ဒီဟာကိုဘာမှမလုပ်တာကြောက်လို့မလုပ်တာတခြားအကြောင်းမှဘာအကြောင်းပဲဖြစ်ကြောက်လို့မလုပ်တာလဲမှားတာပဲအဲ့တော့အဲ့ဒီဟာတော့လုပ်ရမယ်ဒါတိုင်တတောတာအောင်လို့သင်ပေးတာမဟုတ်ဘူးတိုင်တတောတာအောင်လို့အားပေးတာမဟုတ်ဘူးကိုယ့်ရဲ့လုတ်ပိုင်ခွင့်ကိုမှန်ကန်တာဝန်ရှိနဲ့လုပ်ဖို့အားပေးတာဒီလိုပြည်သူလူထုကမထိန်သွားလို့ရှိရင်အစိုးရတစ်ဖွဲ့လုံးကိုဘယ်လိုထိန်မလဲဒီအစိုးရအဖွဲ့ထဲမှာဆိုလို့ရှိရင်အဖွဲ့ဝင်တွေအုပ်ချုပ်ရေးရန်ကြားတွေကဆိုအစိုးရရဲ့တစ်စိတ်တစ်ပိုင်းပေါ့နော်ဒီလောက်ခိုင်တိုင်းပြည်လုံးမှာများနေတာကိုဘယ်လိုလုပ်တယောက်ချင်းရဲ့အခြေအနေကိုအထက်ကဘို့အစိုးရကသိနိုင်မလဲဒါပြည်သူတွေကနေပြီးတော့တင်ပြမှပြည်သူကအသိပေးမှသိနိုင်မှာဒါကြောင့်မလို့အဲ့လိုအသိပေးဖို့ဝင်မလေးပါနဲ့နောက်မှတ်ထားပါအစိုးရကလည်းဒီမိုကရေစီစနစ်အရာရွေးကောက်ပွဲလုပ်တယ်ဆိုရင်အစိုးရလုပ်တဲ့လူတွေကပြည်သူကိုကြောက်ရတယ်ဒါကြောင့်မဲမပေးမှဆိုလို့အဲ့တော့သူတို့ကလည်းကိုယ့်ကိုကြောက်တယ်ဆိုတာကိုသဘောပေါက်ပါအဲ့ဒီဟာကိုသဘောပေါက်ပြီးတော့ကိုလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ပါအဲ့တော့ပညာကိုလည်းဆက်ပြီးတော့စီးပူးစေခြင်းတယ်အခု26နှစ်ဆိုတာငယ်ပဲရှိသေးတယ်စာတွေအများကြီးဖတ်လို့ရတယ်ကိုယ့်ဘာကိုဘုဟုတုတ္တတိုးပွားအောင်လုပ်လို့ရတယ်ဘွဲမရှိလို့ပညာမရှိဘူးဆိုတာမဟုတ်ပါဘူးပညာဆိုတော့ဘွဲရတာနဲ့ဘာမှမဆိုင်ပါဘူးတချို့တွေဘွဲတွေရပြီးမဟုတ်တာတွေရှောက်လို့နေတာပညာမရှိလို့ပေါ့အဲ့တော့တကယ်ပညာရှိဆိုတာမဟုတ်တာအောင်မလုပ်ဘူးဒါကြောင့်မလို့ကိုပညာရှိအောင်လို့ကြိုးစားပါ